ဗီဒီယိုရဲ့အစမှာတော့တနာစရာကောင်းတဲ့ကြည်ကြည်တယောက်ပန်ပါရာမိနေကြီးစီမှာဖန်စီထားတာကိုခံထားခဲ့ရပါတယ်။မင်းလက်တွေနဲ့ငါ့ကိုမထိစမ်းပါနဲ့။မိနေလည်းနောက်ကိုပြန်ဆုတ်သွားပါတယ်။ကြည်ကြည်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မီကီရဲ့ပုံကိုဖြတ်ပြီးမိနေပုံကြီးပါတဲ့ပုံလေးကိုမြင်လိုက်ရပါတယ်။ဘာလို့ရအရန်လိုက်ဖက်တဲ့ဆုံးတွေနဲ့မတူဘူးလား။မိနေကအရန်ချစ်တဲ့အကြောင်းအသေးပုံစံလေးဆွဲပြလိုက်ပါတယ်။ပြီးတော့အာပွားလေးပေးလိုက်ပါတယ်။တော်စမ်းပါကွာတော်စမ်းပါ။အလုံးမလို့ရလေ။မိနေကကြောက်တုံးကြီးကိုဖြတ်စီးပြလိုက်ပါတယ်။ကြည်ကြည်လည်းရှိန်သွားပါတယ်။အဲ့ဒီအချိန်မှာခိုးကြောင်ခိုးဝက်လာနေတဲ့သူကတော့မီကီဖြစ်ပါတယ်။ပြီးတော့သူ့မှာပါလာတဲ့ဘုံကိုကူရဲထည့်လိုက်ပါတယ်။ဘုံကပန်ပါရာတွေရှူရင်အသက်ရှူကျက်စေပါတယ်။မီကီကအမြန်ပဲကူတဲဝင်လာပြီးကြည်ကြည်ကိုကယ်ပေးလိုက်ပါတယ်။ဒီကောင်မရဲ့ကူတဲဝင်လာပြီးစော်ခနေတယ်။အဲ့ဒီကောင်ကြိုက်ကြဆန်းလင်းနို့တွေထွက်လာပြီးမီကီကိုရှယ်ဝိုင်းပြင်းကြပါတော့တယ်။မီကီလည်းထွက်ပြေးရင်ကူပြင်းကိုရောက်သွားပါတယ်။ကြည်ကြည်ကမိနေတတိလွတ်နေတော့မှထွက်ပြေးပါတယ်။ဒါပေမဲ့လင်းနို့တွေကလိုက်လာခဲ့တာကြောင့်ကြည်ကြည်လည်းအကွက်တွေပြပြီးရှောင်လိုက်ပါတယ်။ပြီးတော့အမြန်ပဲထွက်ပြေးပါတော့တယ်။တီးစမ်းထွက်ပြေးနေပြီ။ပန်ပါရာမကြီးကအစွမ်းနေသုံးပြီးကြောက်ဆောင်တွေကိုထိန်းချုပ်လိုက်ပါတယ်။ပြီးတော့ကြည်ကြည်ပေါ်ကြောင်လှုပ်ပါတော့တယ်။ဒါပေမဲ့ကြည်ကြည်ကကန်တွေအရန်ကောင်းပြီးလွတ်မြောက်သွားပါတယ်။ပန်ပါရာမကြီးကကြည်ကြည်လွတ်သွားတော့စိတ်တွေအရန်တူလာပြီးမြေကြီးကိုဖနှောက်နဲ့စောင့်လိုက်တာမြေကြီးကအက်ကွဲသွားပြီးချိတ်ပိတ်ထားတဲ့ခေါင်းထဲကဖန်ပါရာအဖွဲကြီးနိုးထလာခဲ့ပြီးတော့အသက်ပြန်ဝင်လာခဲ့ကြပါတယ်။ကဲတော့ရအောင်ငါရဲ့မွန်စတာကြီးတွေဒီလိုနဲ့ကူပြင်းထွက်လာပြီးတော့ကူရှိကနေကြီးလိုက်တဲ့ချိန်မှာကြည်ကြည်တယောက်ပြေးနေတာကိုတွေ့သွားပါတယ်။သူနောက်ကိုလိုက်ကြစမ်းလင်းနို့တွေကကြည်ကြည်နောက်လိုက်သွားပါတယ်။ရှောင်းရီသူ့ထက်ကဖန်ပါရာတွေညာကြီးကဒီလိုလာနေပြီကွာ။လင်းနို့အုပ်ကြီးကတကယ်ပဲလိုက်လာခဲ့ပါတယ်။ရွာကိုကာကွယ်တဲ့ဖွဲ့ကဒူးလေးတွေနဲ့ချိန်လိုက်ပါတယ်။ဒီလိုနဲ့အချက်ပေးခေါင်းလောင်ကြီးတီးပါတော့တယ်။ရွာသားတွေကလည်းသူတို့မှရှိတဲ့လက်နက်တွေကင်ပြီးအပြင်ကိုထွက်လာခဲ့ကြပါတယ်။ဟယ်လိုជីជីရှောင်းရီညာရီမင်းညလိုက်စမ်းဒီပြလိုက်တော့ပန်ဖာရာကောင်းဆောင်ကြီးကမြားတွေကိုရပ်လိုက်ပါတယ်။ပြီးတော့ပြန်ပစ်လိုက်တာမြားတွေကအိမ်တွေထိပြီးတရွာလုံးမီးဆွဲသွားပါတော့တယ်။ကြည်ကြည်လည်းပြေးပါတော့တယ်။လင်းနို့တွေကရွာသားတွေစီရောက်လာပြီးရှင်းထုတ်လိုက်ပါတယ်။တချို့ကောင်တွေကတော့သူတို့ပဲအရှင်းခံလိုက်ရပါတယ်။ဒါပေမဲ့ပန်ပါရာအဖွဲ့ကအင်အားပိုများနေပါတယ်။ဒူးလေးနဲ့ပြစ်လိုက်ပေမဲ့ဖမ်းလိုက်ပါတယ်။အဲ့ဒါနဲ့ခရင်နဲ့ထပ်ပစ်လိုက်တာနေရန်ကတ်သွားပေမဲ့အသက်ရှင်နေတုံးပါပဲ။ပြီးတော့ခရင်နဲ့ရွာသားကိုပြန်စော်ပါတယ်။ဒီလိုနဲ့ရွာသားတွေလည်းရွာကြီးထဲမှာပန်ပါရာတွေနဲ့တိုင်ပတ်နေခဲ့ကြတာပေါ့။ငါရဲ့ချစ်လေးជីជីပေးရောက်သွားနေ။ဒီလိုနဲ့ជីជីကိုမြင်လိုက်ရပါတယ်။အဲ့ဒါနဲ့ជីជីစီကိုပြန်ပြီးပြေးဖမ်းလိုက်ပါတယ်။ပြီးတော့ပန်ပါရာဖြစ်ပြောင်းဖို့လုပ်ပေမဲ့မရပါဘူး။ជីជីလည်းတွန်းထုတ်ပြီးတော့အဲ့ဒီကနေအမြန်ထွက်ပြေးပါတော့တယ်။ပြီးတော့ဘုံသုံးလုံးလှမ်းပစ်လိုက်ပါတယ်။မိနီလည်းကြက်သွန်ဖြူပုံးစာမိပြီးအသက်ရှူတွေကြက်ကုန်ပါတယ်။ជីជីကအိမ်တအိမ်ထဲဝင်သွားပါတယ်။ជីជីကတကားကိုတော့ခတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ဘာကရမ်းနာလို့မှန်သွားပြီးကြည်လိုက်တော့အကိုက်ခံလိုက်ရတာကိုမြင်သွားပါတယ်။ပါဆက်ဖွင့်လိုက်တော့ပန်ပါရာသွားကြီးတောင်ပေါက်နေပါပြီ။အဲ့ဒီအချိန်မှာတကားကြီးပွင့်လာပါတယ်။ရောက်လာတဲ့သူကမိနီပဲဖြစ်ပါတယ်။ဒီလိုနဲ့မိနီနဲ့လင်းတို့တွေအိမ်ထဲဝင်လာပြီးကြည်ကြည်ကိုဝိုင်းကိုက်ပါတော့တယ်။ကြည်ကြည်ကအဲ့ဒါနဲ့ဘုံကိုသုံးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့မရပါဘူး။ဘာလို့လဲဆိုတော့မိနီကထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ပုံကအောက်ကိုကျသွားပါတယ်။မိနီကကြည်ကြည်ကိုတောင်းမှကတ်လိုက်ပါတယ်။ပြီးတော့ကြည်ကြည်စီကိုကတ်သွားခဲ့ပါတယ်။ဟာမကြခင်မှာနေလည်းငါလို့ဖြစ်တော့မှာပါဟာလင်းနို့တွေကလူပုံစံပြောင်းသွားပါတယ်။မိနီကကြည်ကြည်ကိုကိုက်ပြီးပန်ပါရာဖြစ်ပြောင်းတော့မဲ့ချိန်ပန်ပါရာတွေရဲ့အသက်ဖြစ်တဲ့သွေးပလင်းလေးဝင်လာပါတယ်။အဲ့ဒါနဲ့တကောင်ကယူပြီးဖွင့်မလို့လုပ်ပါတယ်။မဖွင့်နဲ့ဟာရှက်လိုက်တော့ဒါပေမဲ့ဖွင့်ကြည့်လိုက်တော့အထဲမှာသွေးတွေမဟုတ်ပဲအစိတ်ပလင်းဖြစ်နေပါတယ်။အဲ့ဒါနဲ့ပန်ပါရာတစ်ဖွဲ့လုံးလဲတိုင်ပတ်ပါတော့တယ်။မိနီကတေချာကြည့်လိုက်တော့ကျက်သွန်ဖြူအစိတ်ငွေတွေဆိုတာကိုသိသွားပါတယ်။မိနီတေချာကြည့်လိုက်တော့ကြည်ကြည်ကမရှိတော့ပါဘူး။ပန်ပါရာတချို့လဲအစိတ်ငွေတွေကြောင့်ရှောကုန်ပါတယ်။မိနီကော်စောအောက်ကိုကြည့်လိုက်တော့မြေအောက်လှိုင်းကိုရှိနေတာမြင်သွားပါတယ်။ဒါပေမဲ့သူ့ရဲ့အားနဲ့ဖွင့်လို့မရပါဘူး။ဒီကနေမြန်ထွက်ရအောင်။ကြည်ကြည်တို့ကတော့မြေအောက်လှိုင်းကိုကနေထွက်ပြေးနေခဲ့တာပဲဖြစ်ပါတယ်။ကြည်ကြည်ကပန်ပါရာပိုးတွေဝင်ပြီးတော့လဲကျသွားပါတယ်။မီကီကသူ့ရဲ့တငယ်ချင်းကိုသွားထူပါတယ်။အဲ့ဒီအချိန်မှာကြည်ကြည်ရဲ့သွားတွေကပန်ပါရာအဖြစ်ကိုပြောင်းလဲသွားပါပြီ။အဲ့ဒါနဲ့သူတို့လည်းအမြန်ပြေးကြပါတော့တယ်။အဲ့ဒီလိုနဲ့အခန်းတစ်ခုကိုရောက်လာခဲ့တာပေါ့။ကြည်ကြည်ကတော့အရန်ကိုမှပင်ပန်းနေပါပြီ။ဘာလို့လဲဆိုတော့သွေးမတောက်ရလို့ဖြစ်ပါတယ်။အပြင်မှာလင်းတို့တန်တွေထွက်လာပါတယ်။မီကီကအမြန်တကားကြီးကိုသွားပိတ်ပါတော့တယ်။
တကယ်ပဲလင်းတို့တွေကလည်းအပေါ်မှာပြန်ဝဲနေပါတယ်ပြီးတော့ကြည်ကြည်ကိုဖမ်းဖို့တကားကြီးကိုလည်းဝိုင်းဖြက်စီးနေပါတယ်အထဲမှာတော့ကြည်ကြည်ကတော်တော်လေးကိုအားပြက်နေပါပြီမိမိတို့ကဝင်မရလို့လင်းတို့တွေပုံစံတွေဖြစ်ပြောင်းလဲသွားပြီးပတင်းပေါက်တွေကနေဝင်လာခဲ့ကြပါတယ်အထဲမှာတော့ကြည်ကြည်တယောက်ရှောလူနီးနီးပါပဲမိနီကကြောင်းထဲကိုဝင်လာပါတယ်မီကီကအနားမလာနိုင်အောင်လက်ဝါးကတ်တိုင်လေးကိုထုတ်လာပါတယ်မိနီလည်းအရှမ်းကိုကြောက်သွားပါတယ်မိနီကလင်းနို့တွေတုံးပြီးတော့မီကီကိုဝိုင်းခိုင်းလိုက်ပါတယ်မီကီလည်းအများနဲ့တယောက်ဆိုတော့မနိုင်ပဲဝိုင်းပြင်းတာကိုခံရပါတော့တယ်ကြည်ကြည်ကအားသုံးပြီးပြန်ထလာပါတယ်မိနီကရောက်လာပြီး ငါတို့တွေတူတူကပါကြီးကိုအုပ်ဆိုကြမယ်လေ ကြည်ကြည်ကအကအကွယ်ဝိုင်းကိုဖန်တီးလိုက်ပါတယ် ဟာဖေးလိုက်စမ်းပါဟာဖေးလိုက်စမ်းပါ မိနီကမရဘူးဆိုတာကိုနားလည်သွားပါတယ် ဟိတ်ကောင်လေးအဲ့ဒီကောင်ထမ်းလိုက်တော့ အဲ့ဒါနဲ့မီကီကိုဖမ်းခေါ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ကြည်ကြည်ပဲကြံခဲ့ပါတယ်ကြည်ကြည်ပေးကိုကြည့်လိုက်တော့သွေးပလင်းနဲ့စားတစ်ဆောင်ရှိနေပါတယ်စားထဲမှာတော့မီကီကိုပါဖန်ပါရာလှုပ်ပြရမလားလို့ရေးထားတာပါကြည်ကြည်လည်းစိတ်တူပြီးသွေးပလင်းစီကိုသွားလိုက်ပါတယ် မတက်နိုင်တော့ငါသားမဖြစ်တော့မယ် ဒီလိုနဲ့ចောင်းတကားကြီးကိုကြည်ကြည်ရဖွင့်ပြီးထွက်လာပါတယ်အပြင်မှာတော့ရွာသားတွေကဖန်ပါရာဖြစ်ပြောင်းလဲခံနေရပါတယ်ကြည်ကြည်ကိုသွားတိုက်ဖို့လုပ်ပေမဲ့ကြည်ကြည်ကအရင်ကျန်းနေတာကြောင့်လေနဲ့ပဲမှုတ်ထုတ်လိုက်ပါတယ်ကြည်ကြည်ကလင်းနို့ပုံစံပြောင်းပြီးတော့မိနီရဲ့အိမ်ဖြစ်တဲ့ကူကြီးစီကိုလိုက်သွားပါတယ်ကူထဲမှာတော့မီကီကိုစောက်ထိုးချပြီးဖမ်းထားပါတယ် ငါ့လူပိတ်ကြဆန်လူပိတ်ကြဆန် အဲ့ဒီအချိန်မှာကြည်ကြည်တယောက်တည်းကူထဲကိုဝင်လာပါတယ်ပြီးတော့မိနီစီသွားပြီးမိနီကိုဖတ်လိုက်ပါတယ် ဟေးဒီကောင်ဘာဖြစ်တော့လဲဟာ ကြည်ကြည်ကတကယ်တော့ထောင်ချောက်ဆင်ပြီးမိနီကိုဖမ်းလိုက်ပါတယ်မိနီရဲ့အော်တန်ကြီးကြောင့်ကူကြီးကလှုပ်ခတ်လာပါတယ်ကြည်ကြည်ကမီကီကိုဆွမ်းအားသုံးပြီးအပြင်ကိုပို့လိုက်ပါတယ်မိနီဖွဲ့သားတွေကလည်းမကူကြတော့ပဲထွက်ပြေးသွားခဲ့ပါတယ်ကြည်ကြည်ကတော့မိနီကိုထိန်းချုပ်ထားခဲ့ပါတယ်ကူကြီးကပိုလှုပ်ခတ်လာပြီးတော့အပေါ်ကကြောက်တုံးကြီးပြုတ်ကျလာဖို့နီးစပ်လာပါပြီမီကီကပြန်ပြီးပြေးဝင်ဖို့လှုပ်ပေမဲ့မရတော့ပါဘူး ငါ့ကိုလွတ်ပေးစမ်းပါဟာလွတ်ပေးပါ ကြည်ကြည်ကမိနီကိုအနှမ်းလေးပေးလိုက်ပါတယ်ကူကြီးကအကွဲလာပြီးတော့ကြောက်တုံးကြီးပြုတ်ကျလာခဲ့တာကြောင့်အရန်ချစ်တဲ့ဆုံတွဲလေးလည်းအဆုံးသတ်သွားပါတယ်ကြည်ကြည်ရဲ့တငယ်ချင်းကတော့အပြင်မှာငိုနေပါတယ်ဖန်ပါရာတွေလည်းနေရောင်တွေထိကုန်ပြီးအကုန်ရှောကုန်ပါတယ်မီကီလည်းမတက်နိုင်တော့တာနဲ့ထွက်ပြေးသွားခဲ့ရင်ဆက်လန်းလေးအဆုံးသတ်သွားပါတယ်ရှင်အခုလိုဗီဒီယိုလေးတွေသဘောကျရဲဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ပါဗီဒီယိုလေးကိုတော့ like လေးပေးခဲ့ပါရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်